ကျွန်တော်ဟိုတယ်ရောက်ပြီပေါ့နော်တဲမဲ့ဟိုတယ်လေးပေါ့တဘေး630ရောက်ကျွန်တော်ဟိုတယ်လေးပေါ့နော်ဟိုညီလေးကတော့ပြောထားပြီးပြီထောက်ခံပေါ့ကဲဒီထောက်ခံကဲဒါကျွန်တော်ခံပါတော့ဒီနေရာ animation museum ပေါ့နော်ဒီနေရာကျွန်တော်တို့ဟုတ်တယ်ကျွန်တော်စက်ပင်ရဒီကနေဝင်ပြီးတော့ကျွန်တော်တို့လင်းရမှာပေါ့နော်တဘိုက်ကနေပြီးတော့ကျွန်တော်တို့အစီအစဉ်နဲ့ပွဲပေါ့နော် animation museum ဒီ museum မှာရှိတဲ့အကွင်းရနေပြီးတော့ကျွန်တော်တို့သွားရမှာပေါ့နော်ပွဲတော့မရတော့စီစဉ်နေတာဒီကနေကျွန်တော်ဆိုင်သွားလိုက်အောင်ဒီမှာတို့မနေ့ကတော့အဲ့မိုက်တွေပါအကုန်လုံးစီစဉ်နေကြတာပေါ့နော်ပြင်ဆင်နေကြတာကဲကျွန်တော်စားတော့ဆိုင်သွားလိုက်အောင်ဗျာဒီမှာစားလူတွေများတယ်ဗျာဒီနေ့အဲ့ဆိုစက်ဝင်းတိုင်ပွဲမနေ့ကရှိရဆိုတော့ဒီမှာဒီနေ့နားမှာလာတဲလူတွေကညတာဒီမှာစားကြပါ真难用。တယောက်စားမရအောင်2ယောက်စားမှာဒါကျွန်တော်ဒီနောက်တစ်ခွက်ပေါ့နော်တော့တစ်ခွက်ကြော်တော့ပေါ့တစ်ခွက်ဆိုတော့နည်းနည်းကြာရင်နည်းနည်းခေါင်းလေးနည်းနည်းထိုးတာတွေဖြစ်တတ်တယ်နော်ကျွန်တော်တို့ဒီနေ့တိုင်ပွဲပေါ့နော်ဝင်နေကိုကျွန်တော်တို့ညီကိုတွေပေါ့ဒါမောင်ဆိုင်ကျွန်တော်တို့က9ယောက်ပေါ့နော်အားလုံးအကုန်အားပြီးနေနဲ့ခေါ်ဝယ်ပြီးတော့ဖိုင်လူမရဒီတန်ခွဲကိုတော့လူတွေတယောက်ရဲရောက်လာပြီပေါ့နော်လူတွေကထောင်ကျော်လို့ပြောတာပေါ့နော်신앙이 그래서 뭐야 싸움 간단하게 그 안전 사항을 좀 말씀드릴게요. 날씨가 사탕 뭐나? 네, 나오세요. 화이팅! 조심 다녀오세요. 이따 뵙겠습니다.ကဲဆောပါပြီပေါ့နော်ကျွန်တော်တို့ဒီနေရာအထီးကတော့လူကစုံနေတော့မှာပေါ့နော်က
ကျွန်တော်ကီလို30လောက်တော့ရှိပြီပါဗျာကျွန်တော်နောက်တဲ့10ကီလိုလောက်ဆိုရင်ကျွန်တော်အဲ့ဒီလေဦးတောင်ဆိုရဲအဲ့ဒီတောင်တက်ပေါ့နော်7ကီလိုမီတာလောက်ရှိမယ်ပေါ့နော်အဲ့ဒီတော့အတက်ကြီးပဲတောက်လျှောက်တက်မှာပေါ့နော်ဟာဘုတက်နေပြီပေါ့နော်ဟာ10ကီလိုမီတာလောက်ကျွန်တော်စတိုက်တက်ဒီလမ်းကိုခေါ်တာပါဗျာကျွန်တော်ဘယ်လိုလျောင်းစပိန်တောင်တက်လမ်းပါဒီလမ်းကိုပြောတာဘလို့တောင်ကြီးပြောတာမဟုတ်ဘူးနော်ကားလမ်းပဲပေါ့အဲ့ကားလမ်းမှာငါတို့အောင်အတက်ကြီးပဲ10ကီလိုမီတာလောက်ရှိတယ်ပေါ့နော်ကျွန်တော်လိမ့်တယ်လို့လှိမ့်နေတယ်ကြောင်းတလန်းချင်းတပင်းကြီးကျွန်တော်တာယာပိုက်ကဟို25တာပိုက်ကြီးရရပေါ်ထီတော့ရောက်ပါတယ်ချမ်းမှာတော့မနာရရင်တော့အဆင်ပြေတယ်ခုမှကျွန်တော်တို့လုံးရှိ2ကီလိုမီတာလောက်ရှိနောက်ထပ်5ကီလိုမီတာလောက်ကျွန်တော်ထပ်တက်အောင်နော်ကျွန်တော်ပြောမှဆိုရင်ဒါမန္တလေးပြည်ဝင်တက်တဲ့လမ်းကြောင်းပေါ့နော်အဲ့ဒီလမ်းကြောင်းနဲ့ခက်စနေပါကြလိမ့်နေရတာဘာမရောက်သေးလားဟိုကျွန်တော်1ကီလိုမီတာတောင်ထက်ရောက်ဖို့1ကီလိုမီတာကျန်နေတယ်ကဲရောက်တော့မှာဗျာဟိုမှာ2ယောက်တွေနေတာဘယ်နေ2ယောက်လဲဟိုရှေ့1ကီလိုမီတာဆိုရင်ကျွန်တော်ရောက်ပြီပြောအဲ့လိုမျိုးပြောတာလေOkay, one finish. Yavi, what the? Yay! Wow, tama, same li, tama tu ma chui le. Hey, machine no om ship do bia ba. Ya la shi da chui me le. Okay, sa ma ba bia. I'm Suzuki da bai yawo nan. Aku bawa lagi sama. Homa ko. Sabin ni ma tha lai. Homa ko sa ni twa yu lai. Bi ကျွန်တော် sabin ni ma tha lai. Ko sa ni tha ပြီးတော့တန်းစီကြိုက်တာကုန်ပြီ။ 수박? 하나인데 괜찮아요? 네, 금방 하나예요. 와, 안녕하세요. 너무 좋았어. 띠표이 원어. 띠표이에. 빠모에. 나 시마 시용. 바 시용.
ကောင်းကောင်းတယ်ဟာ ကျွန်တော်တော့ဖွဲ့စီ အားပဲဘလို့ပြန်ဆင်းမှာပေါ့ဗျာအေး哎，迷你လေးနဲ့ပြန်လို့ရတယ်ဗျာနောက်ဆုံးဘုကုဆိုပါတော့ဒီဟာပြီးရင်အစင်းပဲရှိရတယ်အစင်းရဲ့အဲ့ဒီပန်းဝင်မှုနေရာပဲရှိရအောင်နော်ဒီနေရာမှာခဏနာပြီးရင်တော့ဆင်းရအောင်နော်ပြန်ရအောင်ပါလေပြန်ရအောင်ပါဆိုတော့ကျွန်တော်နည်းနည်းလေးနားကျင်နေတယ်ကြအားကြောင့်ကဲအစင်းကိုတော့
ဟုတ်လားကျွန်တော်အခုပန်းဝင်ဖို့ပေါ့နော်နင်းနေပြီပေါ့တိတ်တော့မနေရတော့ပါဘူးကျွန်တော်တက်ချင်သူဖြစ်တာခုနကကျွန်တော်ခဏလှဲလိုက်ရခြေဟိုချစ်တလုံးမဟုတ်ဗျာပေါင်ပေါင်မဖြစ်တာကြက်သားကြီးဒီဟိုဘက်ဒီဘက်ဟိုဘက်ဘဲညာနှစ်ဖက်လုံးတက်လာ5မိနစ်10မိနစ်လောက်10မိနစ်ဒီပါလောက်ကျွန်တော်နားလိုက်ရတယ်ကဲနင်းတော့မယ်ဗျာဘုခံမြေပေါ့အဲဒီဘုခံမြေဟိုပေါက်ထားတဲ့တရားပေါ့အဲဒီတရားပေါ့နင်းနေတာလူတွေရတာဟိုမရောက်သေးဘူးပေါ့နော်ဒီကျွန်တော်လှိုင်ကောင်းဖြတ်နေတာပေါ့ကဲကျွန်တော်ရောက်ပါပြီဗျာရောက်ပြီကျွန်တော်နင်းချိန်9 နာရီပေါ့နော်ကျွန်တော်တောင်တက်တာပါအပါအဲ့နားတဲ့အချိန်မှာအပါနင်းချိန်9 နာရီတော့ကဲရပါပြီဗျာကျွန်တော်တို့ရပါပြီအေးပြေးတယ်ဆွဲပြားလေးသွားယူမှာပေါ့နော် finisher ဆွဲပြားလေးအဲဒီမှာ finisher ဆွဲပြားလေးရပြီသမ်းတာဝဲဆွဲကြိုးလေးနဲ့
네, 못 살아요, 뭐. 현재 살아. MTV 그랜드 나만 마스터 양 골라요. 저희 기록 부착. ဟောဗျာခောက်ဆွေးအာကီလို50ကျော်လာပြီဆိုရင်အကောအဲ့လိုဖြစ်တတ်တယ်တောင်ပါတော့ပူဆိုးရတယ်သိရလား ဒါဟိုတခုမတက်လဲဟိုကတော့ပြောပြင်း ဟုတ်လားအဲ့အကိုမှဟိုကထမ်းထားခဲ့တဲ့ဟာ အေးရတယ်အေးမယ်ပြင်တာရာသီဥတုကပြည့်ရတော့တက်ကူဝိုင်းပြေဝတ်ဒါကောင်းတယ်စက်သားပြားလေးနဲ့ အေးကျွန်တော်ညီကိုနေပေါ့နော်ကျွန်တော်အခုပြန်ပြီးပေါ့အာနေတဲ့နေရာမတူကြဘူးဆိုတော့ဒီကျွန်တော်တို့တွေဒီလမ်းခွဲရောက်အောင်တော့အကုန်လုံးခွဲကြအောင်ပေါ့နော်အညီကိုပြန်ကြအောင်အားလုံးရှေ့ရောက်ပေါ့နော်ရှေ့ရောက်မောင်ဆန်းတော့ကားနဲ့သွားလိုက်